ဒီညတူတူတော့ကြမယ်နော်လောင်းနဲ့မေအိမ်မနေရောက်ပဲရှိတယ်ဗောနော်လောင်းအဖေနဲ့အဖိုးကတော့သူတို့ရက်ကွက်နေမှာခဏတာနေထားတယ်ဗောနော်ပြီးတော့လောင်းနဲ့အနာစီးဖြစ်နေဘယ်လိုပြောမလဲချောင်းဆိုးတယ်နေတိတ်မကောင်းဘူးဗောနော်လောင်းနဲ့မေထမင်းစားတယ်အိမ်မနေတာတီးတာအတိုင်းပဲတခါတလေဆိုရင်ကျိုးစားတယ်တခါတလေဆိုရင်ဘယ်လိုပြောမလဲအစင်ရွယ်စားတယ်ပြီးတော့တာလေးကတော့လောင်းနဲ့အမေတူတာဖက်တောက်တယ်ဗောနော်သူတို့ကဘယ်လိုပြောမလဲအပင်ရွက်လောင်းမြန်မာလိုမခေါ်တဲ့ဗောနော်သူက essay အမြဲတမ်းတောက်တယ်ဗောနော်လောင်းဆိုရင်မကြိုက်ဘူးစားပြီးပကံစေးတယ်ရေတောက်တယ်စပွဲဝိုင်းနေတိန်းတယ်ပြီးတော့ခဏလောက်မိပြန်ခြုံလုံတယ်ဗောနော်အရင်အေးရဆိုတော့ပြီးတော့နေအောင်စလုံးနဲ့အခန်းထဲမှာဝင်တယ်ပြီးတော့လောင်းအမေကသူအရင်ကြောက်တယ်ဗောနော်သူကတယောက်တည်းမနေရဲဘူးဗောနော်တကယ်လို့လူတယောက်မရှိဘူးဆိုရင်သူမနေရဲဘူးဗောနော်အိမ်မှာဆိုရင်ဘယ်လိုပြောမလဲသူကလောင်းညီလေးပုံကိုခဏကြည့်လိုက်သူအရင်ကြောက်တယ်ဗောနော်လောင်းဆိုညီလေးနဲ့မဆုံတော့လောင်းဆိုတိတ်မကြောက်ဘူးဗောနော်ပြီးတော့အားလုံးကိုချစ်ပါတယ်နော်ဒီနေ့လောင်းနဲ့မေမေရဲဘယ်လိုပြောမလဲနေအောင်နေထိုင်တဲ့အမတရားလေးဗောနော်ကျေးဇူးအပေးတဲ့သူတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြန်နေပြောပြချင်ပါတယ်အားလုံးကိုချစ်ပါတယ်နော်